အားလုံးပဲမင်္ဂလာပါ Ready ပဲ Facebook TikTok နဲ့ YouTube Channel နဲ့ကြိုဆိုလိုက်ပါတယ်မစင်ရတဲ့တင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြပါမယ် Miss Sport ရဲ့ဖော်ပြချက် United တင်းဟာ Transformer တင်းရဲ့အသက်19နှစ်အရွယ်ဂမ်ဘီယာနောက်ကကစားသမားအဘူဘာကာဆန်နီကင်းနဲ့ကိုစောင့်ကြည့်လေ့လာနေတယ်လို့သိရှိရပါတယ်ဒါအပြင်ဗလင်ဇီယာတင်းမှာအသက်18နှစ်အရွယ်စပိန်နောက်ခံကစားသမားဟူဂိုဖာနန်ဒက်ကိုလည်းစိတ်ဝင်စားမှုရှိနေတယ်လို့သိရှိရပါတယ်ဂျူဗင်တက်နဲ့အင်တာမီလန်တို့တွေ့ဆုံပွဲမှာမစင်ရတဲ့တင်းဟာကင်းတော်တွေကိုစီလွတ်ပြီးတော့29 နှစ်ရွယ်ရှိကူလူလူကိုတိုင်းအောင်ဆောင်ကြည့်သွားမယ်လို့သိရှိရပါတယ်ကူလူလူစောင့်ကြည့်နေတဲ့ထဲမှာတော့ Manchester United တင်းနဲ့မဟုတ်ပဲခြား Premier League ကလပ်တွေကလည်းစိတ်ဝင်စားနေလို့သိရှိရပါတယ်ဂျူမီနာဘက်ကတော့ဦးရောဝတိုဟန်စိတ်ဝင်စားမှုတွေတိုးလာနေတဲ့ကူလူလူကိုတူရင်မြေမှာဆက်လက်ထားရှိဖို့အတွက်လာတာတွေတိုးမြင့်ပြီး၄နှစ်စာချုပ်တစ်ချုပ်ဆိုဖို့ပြင်ဆင်နေလို့လည်းသိရှိရပါတယ်စာချုပ်တွေကကူလူလူဟာတစ်နှစ်လာတာယူတန်း 3.5 တန်းခန့်ရရှိမယ်လို့သိရှိရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်